everyone, welcome back to Stella Diary. ဒီနေ့မှာတော့ Stella ကblog မလုပ်တာကြာလို့ပေါ့နော်။မလေးရှားသွားတယ် TV သွားတဲ့ blog လေးလုပ်ထားပါတယ်။အခုတလောပေါ့နော်မလေးရှားကို visa မလိုပဲသွားလို့ရတယ်ဆိုပြီးတော့ပြောနေရဆိုတော့ဟုတ်လားမဟုတ်လားဆိုပြီးတော့ Stella ကသိချင်လို့ GB ကိုတကယ်ချင်းနေနဲ့မုံစားတဲ့အနေနဲ့သွားမှာဖြစ်ပါတယ်။အားကြောင့်မလို့တကယ်ဟုတ်တယ်ဆိုရင်ဘယ်လိုသွားဖြစ်လဲဆိုတော့အကြောင်းကို sharing လုပ်ပေးပါပါ။ပြီးတော့ Stella သွားခဲ့တဲ့နေရာလေးတွေကိုလည်းသိချင်တယ်ဆိုရင်ဗီဒီယိုအဆုံးထိကြည့်ပေးပါ Let's go GPU သွားမယ်ဆိုရင်တော့ Crunchy MRT တို့မဟုတ် Woodlands MRT ကနေသွားလို့ရပါတယ်။ဆရာခါတိုင်းကတော့ Crunchy ကနေသွားပါတယ်။ဒီတစ်ခေါက်ကတော့ Woodlands MRT ကနေသွားပါမယ်။ Woodlands MRT ကနေဒီ land တတဲကို MRT အထွက်ကနေတတဲကိုရှောက်မယ်ဆိုရင်တော့ bus ကားမှတ်တိုင်ကိုရောက်ပါမယ်။ bus ကားအနေနဲ့ဆိုရင်950ကိုစီးပြီးတော့ Woodland ချက်ပိုင်းကိုအရင်ဆုံးသွားပါမယ်။ချက်ပိုင်းကိုဝင်ပြီးသွားပြီဆိုမှ immigration ဖြတ်တဲ့ဘက်ကိုသွားရမှာပါ။ကတော့ချက်ရင်ဝင်ပြီးတော့ immigration ဖြတ်တဲ့ဘက်ကိုသွားဖို့bus က178 170 160နဲ့950ကိုစီးပြီးတော့သွားလို့ရပါတယ်။ immigration ဖြတ်မဲ့နေရာရောက်ပါပြီအဲ့တော့အရင် excited ဖြစ်ခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ immigration ကိုအောင်မြင်ဖြတ်ခဲ့နိုင်ပါတယ်visa မလိုဘဲနဲ့မလေးရှားကိုကုန်းလန်းရီလန်းလီလန်းနဲ့အကုန်သွားလို့ရပါတယ်ပြီးတော့ visa ကတော့30 days valid ဖြစ်ပါတယ်ပထမဆုံးဆရာတို့ EU မောကိုလဲပါမယ်EU မောမှာဆိုရင်တချို့ brand တွေပေါ့နော်စင်ကာပူမှာရှိတဲ့တချို့ brand တွေကလည်းနည်းနည်းလေးပိုဈေးတက်တာတယ်လို့ထင်ရတယ်ပေါ့နော်ဆရာတို့အဖွဲကတော့ window shopping ပဲပတ်ခဲ့ပါတယ်ဘာမှတော့မဝယ်ခဲ့ပါဘူးဒီဆိုင်လေးကတော့မလေးရှား brand တွေတော်တော်လေးများတယ်ပေါ့နော်အဲ့ထဲမှာမလေးရှား brand တွေဝူစီတက်တာနဲ့ဝယ်လို့ရတယ်တခြားအင်ဂျီဒီဇိုင်းစုံလေးယောက်ျားလေးဝတ်မိန်းကလေးဝတ်တွေရောပြီးတော့ sport wear ပုံစံမျိုးလေးတွေလည်းရှိရယ်ပြီးတော့အမှဖနက်တွေကိုအိတ်တွေရောပေါ့နော်အားတွေလည်းရှိရယ်ပေါ့ပြီးတော့ brand တွေကိုအရင်ကြီးsensitive ဖြစ်တဲ့လူဆိုရင်တော့ဒီမှာလဲဝယ်လို့ရပါတယ်shopping ပတ်လို့ရပြီဆိုတော့ lunch time အတွက်ကို Hadilao hotpot ကိုသွားစားကြပါမယ်ဒီမှာ Hadilao ကတော့စင်ကာပူရဲ့ Hadilao ထက်နှစ်ဆသို့မဟုတ်သုံးဆပေါ့နော်အလားလောက်တော့ဈေးတက်တာတယ်ဆလာအတွက်ကြီးတဲ့လောက်တော့ဆလာတို့စားတာဆိုရင် EU branch မှာတစ်ခေါက်စားဖို့ရယ်ပြီးတော့ဒီ immigration နားမှာရှိတဲ့ Zin Mall မှာလည်းတစ်ခေါက်စားဖို့ရယ်အဲ့ mall နမောမှာပဲစားဖို့ရယ်တခြား branch တွေလည်းရှိရယ်ဒါပေမဲ့ဈေးနှုန်းရဆိုရင်ကတော့နှစ်ဆကြော်သုံးဆလောက်ကတော့တက်တာတယ်ပေါ့နော် shopping ထပ်ပတ်ပြီးတော့ဝါပြီဆိုတော့အခု rest လုပ်ဖို့အနှိပ်ခံမှုအတွက် KSM Mall သွားပါမယ် KSM Mall မှာဒီထုံထိုင်းဆိုရဲ traditional Thai massage ကိုရွေးထားပါတယ်အဲ့မှာဆိုရင် wine နဲ့ဆိုရင်တော့မိနစ်60ကို ringgit 100မိနစ်90 ringgit 140ဆိုတော့ဆရာတို့ကမိနစ်90 ringgit 140ကိုရွေးပြီးတော့လုပ်ပါတယ်ဒီမှာဆိုရင်တို့အပြင်စင်တွေကလည်းလုံးဝ Thai style ပေါ့နော် traditional ဆက်ဆံလေးတွေပြီးတော့သူတို့ရဲ့အထဲထဲမှာဆိုရင်လည်း decoration တွေကိုလုပ်ထားတာလေလုံးဝ relax ဖြစ်စေတယ်ပြီးတော့နှိတ်ခံနေရင်လည်းရေစီးကြားတန်လေးတွေကြားနေရတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ relax ဖြစ်စေပါတယ်Stella တို့ကတော့ဒီမှာနှိတ်တာပထမဆုံးနှိတ်တာဖြစ်ပေမဲ့လို့တော်တော်လေးသဘောကျတဲ့အတွက်နောက်တစ်ခေါက်ထပ်ပြီးတော့သွားဖို့အတွက်တောင်းစဉ်းစားထားပါတယ်ဒါတော့နှိတ်ခံဝင်နေပါပြီကဲနှိတ်လို့ပြီးပါပြီဆိုတော့ဆရာတို့နောက်ထပ်တနေရာကိုတွားပြီးတော့တင်တာစားပြီးတော့ပြန်ကြပါမယ်အားကြောင့်မလို့တင်တာစားဖို့အတွက်တွားနေပါပြီဒီခုကတော့ညစာစားဖို့အတွက်စားနေကြဖြစ်တဲ့ dim sum ဆိုင်လေးရွေးထားပါတယ်ဒီမှာdim sum တွေကိုဈေးတနဲ့စားလို့ရပါတယ်ကဲခုကတော့စားလို့တောက်လို့ပြီးပြီဆိုတော့ဆလာတို့ပြန်လာတော့မယ်
အားလုံးကို blog ကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက် vlog မှာပြန်ဆုံကြမယ်နော်